မင်္ဂလာပါခင်ဗျာဒီဗီဒီယိုကပြိုင်ပွဲဝင်ကစားသမားတွေအထူးသိဖို့အရေးကြီးပါတယ်အထူးသဖြင့်အမချာတွေဂျူနီယာကလေးတွေအထူးသိဖို့အရေးကြီးပါတယ်မလိုလားအပ်တဲ့ပြစ်ဒဏ်မကျစေဖို့ပါခင်ဗျာ prefer line မှာ asset line ဆိုရင်အရှိတိုင်းကစားကြတယ် prefer line ဆိုရင်လက်နဲ့တည်းကစားရတယ်ကျွန်တော်ဒီနေ့ prefer line နဲ့ပတ်သက်တဲ့စီမင်းလေးမှားတတ်တာလေးကိုတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်ဒါလေးသိလိုက်ရင်ကိုပြစ်ဒဏ်ကြာလို့ကြာမှန်မသိနေတဲ့အခြေအနေသိသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ perfect tee shot က fairway လေကောင်ကိုရောက်တယ် fairway လေကောင်ကနေကျွန်တော်က prefer line ဆိုတော့ဒုတ်တပြန်တွင်ရွှေ့ခွင့်ရှိနေတော့ကျွန်တော်ဒုတ်တပြန်တွင်ရွှေ့တယ်ရွှေ့တော့တကယ်တော့ prefer line မှာ mark လုပ်စရာမလိုပါဘူးဒုတ်တပြန်တွင်တည်ရင်ပြီးပါပြီဒါပေမဲ့ good practice ကလေ့ကျင့်ကောင်းတစ်ခုကဘောလုံးကောက်ခံနေရင်မာကန်မှတ်တာပါမဟုတ်ရင်တစ်ခါတလေကြာရင်မလူလားတဲ့ပြစ်ဒဏ်တွေကြာခံရတတ်ပါတယ်အခုဒီမှာကျွန်တော် prefer line ကိုနေရာမှတ်တယ်ဒုတ်တပြန်တွဲမှာလက်နဲ့တည်ပြီးရိုက်တယ်ပေါ့ဗျာတာမန်ကြည့်ရင်တော့ဒါပြစ်ဒဏ်မကျူးလွန်သလိုပါပဲကျွန်တော် second shot ရိုက်လိုက်တယ် second shot ဒီကောင်းသွားတယ် Abron ကိုကြာတယ်ဆိုတော့ Abron ကြာတယ်ဆိုပါစို့ဗျာ Abron ကြာတော့ Abron ကနေပြီးတော့မှကျွန်တော်တခါ prefer line ဖြစ်တဲ့အတွက်လက်နဲ့တည်ပြီးတော့ထပ်ပြီးတော့ရိုက်တယ်ဒါ second shot ပြီးသွားပြီတတ်ချုပ် Abron ကနေရိုက်တယ်ကျွန်တော် chip and run လေးရိုက်လိုက်တယ်ရိုက်ဖို့လုပ်တယ်အဲ့မှာလည်းကြည်ပါ prefer line ကျွန်တော် prefer line တည်တယ်လက်နဲ့တည်တယ်စိတ်ကြိုက်တည်တယ်ပေါ့ဗျာစိတ်ကြိုက်တည်ပြီးကြိုက်ပြီးဆိုတဲ့နေရာမှာလွတ်ပြီးတော့ကျွန်တော်ထပ်ရိုက်တယ် chip and run လေးရိုက်တယ်ရိုက်တော့ပင်နာကိုမရောက်တယောက်လေးရောက်တယ်ပေါ့swing မလှတာလေးတော့တီးခံကြပါဗျာပြင်လို့လည်းမရတော့ကျွန်တော် professional လည်းစီးမြင်ပါဆိုတော့ပင်နာကိုရောက်တယ်ပေါ့ဗျာပင်နာကိုရောက်တော့ကျွန်တော်မှတ်တယ်ပတ်သွင်းလိုက်တယ်ဆိုတော့တာမန်အားဖြင့်ကြည့်ရင်ကျွန်တော်ဒီကျင်းမှာပါရတယ်ပေါ့ဘာဖြစ်လို့ဆိုတော့ကျွန်တော်ရိုက်ချက်ဒီ9ချက်တကယ်တော့ကျွန်တော်ဒီကျင်းမှာပြစ်ဒဏ်2ကြိမ်ကြပါတယ်တချို့ကစားသမားလေးတွေကလေးတွေကကြာလို့ကြာမှန်မသိတဲ့အခြေအနေမျိုးဖြစ်တတ်ပါတယ်ကျွန်တော်ပြစ်ဒဏ်2ကြိမ်ကြတယ်ဘာဖြစ်လို့လဲဆိုတော့ prefer line မှာ1ကြိမ်ပဲတည်ခွင့်ရှိတာကိုကျွန်တော်2ကြိမ်တည်သွားလို့ပါခင်ဗျာကျွန်တော်တို့ prefer line မှာတစ်ချိန်တည်ပြီးတာနဲ့နောက်တစ်ချိန်ထပ်တည်ရင် wrong place rule number 14.7 အရာပြစ်ဒဏ် general penalty ပြစ်ဒဏ်ထိပါတယ်အဲ့တော့ prefer line ကစားပြီးဆိုရင်တမတ် area အတွင်းမှာတစ်ချိန်ပဲတည်ခွင့်ရှိပါမယ်အဲ့ဒါကိုအထူးသတိပြုထားကြပါခင်ဗျာနှစ်ချိန်တည်လို့ရှိရင် wrong place ပါဒိုင်လူကြီးတွေဖြစ်ဖြစ်ကိုယ်တိုင်ဒိုင်လူကြီးပဲဖြစ်ဖြစ်ပြစ်ဒဏ်2ချက်သာချလိုက်ပါအဲ့ဒါတီးဖို့အထူးရေးကြည့်ပါတယ်အဲ့ဒီမှာကိုယ့်အတွက်အားသာချက်ဖြစ်ဖို့အတွက်ဆိုရင် relief area ကိုကြည့်ဒုတ်တပြန်ဆိုဒုတ်တပြန်တွင်းလောက်ကိုတိုင်း good practice ပါ rule ရတော့မတိုင်းလည်းဖြစ်ပါတယ်ဒါပေမဲ့တိုင်းမှာနေရာမမှားဖို့ပဲရေးကြည့်ပါတယ်အဲ့မှာကိုရက်မဲ့ swing stance line တိချကြည့်ပြီးတော့အခုဆိုရင်ကျွန်တော်တီကျစ်စာပေါ်မှာတင်လိုက်ပါတယ်ဒါသည်တင်ခွင့်ရှိပါတယ်အဲ့တော့ line လေးကိုနောက်ကတိချကြည့်ပြီးရိုက်လိုက်တဲ့အခါကျတော့ပိုကောင်းသွားတာပေါ့ဗျာရိုက်လို့ပိုအားတာတာပေါ့တီကျစ်စာပေါ်တင်ခွင့်ရှိတယ်ပြောချင်တာက prefer line မှာတစ်ချိန်ပဲတည်ရမယ် set it down let it go တစ်ချိန်ပဲတည်ခွင့်ရှိပါတယ်ရှုပ်ကတော့နည်းနည်းချောတယ်ထင်တယ်ကျွန်တော်ရလက်တာခုနကနေရာမှာပဲကျွန်တော် demonstrate လုပ်ဖို့အတွက်ကိုပြန်ပြပါတယ်ဒီမှာဒါဒီကျင်းနဲ့မနီးပါဘူးတောက်မှန်ဆိုတော့ Abron ကတ်သွားရင်တော့ကျင်းနဲ့မနီးပါဘူးကျွန်တော်ဟိုဘက်ကတောက်မှန်ဆွဲတဲ့မြင်းဆိုတော့အဲ့နေရာမှာကျွန်တော်တစ်ချိန်တည်လိုက်ပြီတစ်ချိန်တည်လိုက်ပြီဆိုပြီးသွားပြီအဲ့တော့နောက်တစ်ချိန်ပြန်တည်ရင်ပြစ်ဒဏ်ထိပြီတစ်ချိန်တည်တယ်တည်ပြီးတော့ရိုက်တယ်အခုဒီဒုတိယအကြော့ပြန်ရိုက်ကြတာမှပါပထမတစ်ကြော့ရိုက်တော့ကျွန်တော်ရဲ့ရိုက်ချက်ဒီတကယ်တော့ general penalty 2ကြိမ်ထိတဲ့အတွက်9ချက်ဖြစ်ပါတယ်ဆိုလိုတာကမတိမတာလေးစီမီလေးမှားတယ်ဒါပေမဲ့ကိုကိုမှားမှန်းမသိဘူးဆိုရင်ဒါဒီနိုင်ငံတကာထွက်ရိုက်တာပဲဖြစ်ဖြစ်ပြည်တွင်း local ပြန်ပွဲတွေမှာရိုက်တာပဲဖြစ်ဖြစ်စီမီမသိရင်ဒုက္ခများတတ်ပါတယ်အဲ့တော့ဒီဒုတိယကြော့မှာတော့ကျွန်တော်ပါရပါတယ်အဲ့တော့ prefer line ကိုရှင်းပြီးထင်ပါတယ် set it down let it go thank you ပါ